နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုလေ့လာရင်ကျွန်တော်တို့ပြင်ဆင်ခြင်းနဲ့ပတ်သက်ရင်၃မျိုးရှိတယ်။သူပြင်ဖို့လွယ်တဲ့ဖွဲ့စည်းပုံဆိုလိုတာကတော့လွတ်တော်အမှတ်51ရာနှုန်းသဘောတူရင်ပြင်လို့ရတဲ့ဖွဲ့စည်းပုံပေါ့။နောက်တစ်ခုကပြင်ရန်ခက်ခဲသောဖွဲ့စည်းပုံ။သူကတော့လွတ်တော်အမှတ်3ပုံ2ပုံသဘောတူမှရာနှုန်းဆို69ရာနှုန်းသဘောတူမှပြင်လို့ရတယ်။ဒါကိုကျွန်တော်တို့ကပြင်ဆင်ရန်ခက်ခဲသောဖွဲ့စည်းပုံလို့သတ်မှတ်ပါတယ်။ဥပမာအမေရိကန်နိုင်ငံဖွဲ့စည်းပုံဟာဒီတိုင်းမှာပဲ69ရာနှုန်းသဘောတူမှအလားတူကျွန်တော်တို့ဗမာနိုင်ငံရဲ့1940ဖွဲ့စည်းပုံလည်းဒီတိုင်းပဲ69ရာနှုန်း3ပုံ2ပုံသဘောတူမှပြင်လို့ရပါတယ်။နောက်တတိယတစ်မျိုးက85ရာနှုန်းသဘောတူမှပြင်လို့ရတယ်။သူ့ကိုပြင်ဆင်ရန်အလွန်ခက်ခဲသောဖွဲ့စည်းပုံလို့ခေါ်တယ်။ဒါတွေကဆိုရှယ်လစ်နိုင်ငံတွေမှာအဓိကသုံးတယ်မပြင်စေခြင်းလို့အဲ့တော့ဖွဲ့စည်းပုံခြံဥပဒေကိုပြင်မှာအလွန်ကြောက်တဲ့ဆိုရှယ်လစ်နိုင်ငံမှာတောင်းကျွန်တော်85ရာနှုန်းသဘောတူရင်ပြင်လို့ရတယ်လို့သတ်မှတ်ထားတယ်အဲ့တော့ကျွန်တော်တို့ဗမာနိုင်ငံရဲ့2008ဖွဲ့စည်းပုံခြံဥပဒေကစောစောကကျွန်တော်ပြောတဲ့၃မျိုးပဲအမျိုးတည်းမှမပါဘူးသူကကဘာပေါ်မှာတအုပ်ထီသောတမျိုးထီသောဖွဲ့စည်းပုံဖြစ်နေတယ်သူက85ရာနှုန်းကျော်လွတ်တော်အမှတ်85ရာနှုန်းကျော်သဘောတူမှပြင်လို့ရတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့85ရာနှုန်းကျော်ဆိုတော့ဗျာ85ဒသမ something ပေါ့သဘောတူမှအဲ့တော့လက်ရှိကျွန်တော်တို့ပြည်တော်စုလွတ်တော်မှာ664ယောက်ရှိတယ်အရပ်သား498ယောက်ရှိတယ်စစ်သားကတပ်မတော်သားကိုယ်စားလှယ်က166ယောက်ရှိတယ်အဲ့တော့ကျွန်တော်တို့အရပ်သားကိုယ်စားလှယ်498ယောက်ဆိုတာက post ကိုပြောတာတကယ်တမ်းမရှိဘူးတေတာတွေနဲ့ဟိုကျွန်တော်တို့တခြားဝင်ကြီးဝင်ကလေးဖြစ်တာနဲ့ရော့ကုန်တာနဲ့ဆိုရင်အရပ်သားကိုယ်စားလှယ်ကဒီကနေ့20လောက်ရော့နေတယ်အဲ့တော့ဆိုကြပါစို့ဗျာ498ယောက်ကိုတာအပြည့်လာပြီးတော့ခုနကတင်နေတဲ့လူလဲတင်ချင်းကလာထောက်ခံမဲ့ပေးရင်တော့85ရာနှုန်းပဲရှိသေးတယ်အဲ့တော့86ရာနှုန်းဖြစ်ဖို့တော့ဘုံလဲ85ဒသမ something ဖြစ်ဖို့ဆိုရင်ဟိုဘက်ကတပ်မတော်သားကိုယ်စားလှယ်166ထဲကတယောက်ထောက်ခံမှဖြစ်မယ်အဲ့ဒါဆိုကျွန်တော်တို့က85ဒသမ6ရမယ်အဲ့တော့ဒီတယောက်ထောက်ခံဖို့ဆိုတဲ့ကိစ္စကတော်တော်လေးမလွယ်ဘူးဘာကြောင့်လဲဆိုတော့ဒီ166စလုံးကိုခန့်ထားတာကကာကွယ်ရေးဥချုပ်ကခန့်ထားတာပြီးတော့သူတို့ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်တို့စောင့်ကြည့်နေတာ3နှစ်ပြည့်တော့မယ်သူတို့ကထောက်ခံရင်အကုန်ထောက်ခံတယ်ကန့်ကွက်ရင်အကုန်ကန့်ကွက်တယ်အတိတ်တွေကကာကွယ်ရေးဥချုပ်ရဲ့အမိန့်အောက်မှာအလုပ်လုပ်နေတယ်ခုနကကိုနေဖုံးလာပြောသွားတဲ့အထဲမှာပါတယ်ဒါတကယ်ဖြစ်ရဒေါအောင်ဆန်းစုကြည်ပထမဦးဆုံးလွှတ်တော်အစည်းအဝေးတက်တဲ့နေ့မှာသူအဲ့နေရာဘာအလုပ်မှမလုပ်ဘူးကြမ်းကြိမ်နေ10နိုင်မှလွှတ်တော်စားတယ်ကြမ်းကြိမ်နေပြီးတာနဲ့လွှတ်တော်နားလိုက်တယ်တလားဝိုင်းပြီးတော့ဒေါ်စုကိုနှုတ်ဆက်ကြတယ်အဲ့မှာဘိုလ်ကြီးတယောက်သူကလက်ဆွဲနှုတ်ဆက်တယ်ဒေါအောင်ဆန်းစုကြည်ကိုအမေလို့ခေါ်တယ်အမေတို့အခုလိုလာတာကိုသိဝင်းတာတယ်သားတို့နဲ့အမေတို့နဲ့လက်တွဲလုပ်လို့ရှိရင်တိုက်မြေကြီးကကောင်းသွားမှာပါတို့ပြောရရင်လွတ်တော်အမတမတော်သားလွတ်တော်ကိုယ်စားလှယ်တယောက်ကအခြားတမတော်သားကိုယ်စားလှယ်ဒေါအောင်ဆန်းစုကြည်ကိုလက်ဆွဲနှုတ်ဆက်တာလေးနဲ့ပြုတ်သွားတယ်တော့ဒါဒေါ်စုကိုယ်တိုင်ကျွန်တော်ပြောပြတဲ့စကားနောက်လွတ်တော်ပြန်ဆက်တော့ဒေါ်စုကအဲ့ဒီကလေးကိုတခုခုပြောချင်လို့လိုက်ရှာတာမတွေ့ဘူးမေးလိုက်တော့မှဖြုတ်လိုက်ပြီးဆိုတော့သူလည်းသိရတယ်သူတောင်တော်တော်စိတ်မကောင်းဖြစ်သွားတယ်ဒီလိုလေးလက်ဆွဲနှုတ်ဆက်တဲ့အမှုနဲ့တောင်ပြုတ်သွားတယ်ဆိုတော့အတိတ်တွေကဘာလို့ဆိုတော့တမတော်သားကိုယ်စားလှယ်တွေဒီကာကွယ်ရေးဥချုပ်ကခွင့်မပြုရင်လူတယောက်ကိုလက်ဆွဲနှုတ်ဆက်နိုင်တဲ့အခွင့်အရေးတောင်မရှိဘူးအဲ့တော့သူတို့ဘက်ကတယောက်သဘောတူဖို့ဆိုတာကာကွယ်ရေးဥချုပ်အမိန့်ပေးမှဖြစ်မယ်အဲ့တော့အတိုးချုပ်လိုက်ရင်ကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကို85ရာနှုန်းဆိုတာလူထုကိုပြောတာလူထုတရက်လုံးကပြင်ရင်လည်းပဲကာကွယ်ရေးဥချုပ်သဘောမတူရင်ပြင်လို့မရဘူးအဲ့တော့လူထုတရက်လုံးရဲ့အာဏာနဲ့ကာကွယ်ရေးဥချုပ်တယောက်တည်းရဲ့အာဏာဟာအဲ့ဒီမှာရှင်လို့ရတယ်ပြောချင်တာကာကွယ်ရေးဥချုပ်သဘောမတူရင်တသက်လုံးပြင်လို့မရဘူးဒါ1 point ကဲနောက်ဆုံးကာကွယ်ရေးဥချုပ်ကကျွန်တော်တို့ကညှိနှိုင်းမယ်ဆွေးနွေးမယ်သူကဟုတ်တဲ့တိုင်းပြည်အခြေအနေထောက်ထားပြီးတော့ဒါပြင်နေတယ်လို့ तू ကထောက်ခံရင်တောင်းနောက်ဒီတဲ့ပူအရေးကြီးတဲ့ဒုတိယပြဿနာရှိတယ်အဲ့ဒါကဘာလို့ဆိုတော့ referendum လုပ်ရမယ်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရမယ်ပုံမှန်105ခုရှိတယ်အရေးကြီးတဲ့ပုံမှန်105ခုဟာလွတ်တော်တင်ပြင်လို့မရဘူးကျန်တဲ့452ခုကလွတ်တော်မှာပြင်လို့ရတယ်ခုနက85ရာနှုန်းကျော်သဘောတင်ပြင်လို့ရတယ်105ခုကပြင်လို့မရဘူးအဲ့ဒီ105ခုကိုပြင်ရင်လွတ်တော်ရဲ့85ရာနှုန်းကျော်ကထောက်ခံရမယ်ပြီးရင်ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရမယ်အဲ့တော့ပြည်သူ့ဆန္ဒခံယူပွဲမှာအလွန်ဆိုးတာကဘာတော့ဆိုတော့တနိုင်ငံလုံးမှာရှိတဲ့မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ထက်ဝက်ကျော်ကလာပြီးတော့ပြင်ကျင်တယ်လို့ထောက်ခံရမယ်ဆိုလိုတာကလူ100ရှိ51ယောက်ကထောက်ခံရမယ်တကယ်လို့များလူ50တောင်မပြည့်ဘူးဆိုပါတော့မဲလာပေးတဲ့လူကရည်စရာမလိုရှုံးသွားပြီ50နဲ့တမဲ
90နဲ့တယောက်လာပေးတယ်90ကပြင်နေတယ်လို့ပြောတယ်တယောက်ကမပြင်ဘူးပြောရင်မပြင်နေတဲ့တယောက်ကနိုင်တယ်90ရှုံးတယ်ဘာဖြစ်လို့လဲဆိုတော့ရေးထားတဲ့ဥပဒေကိုမဲဆန္ဒပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ထက်ဝက်ကျော်ထောက်ခံမှဆိုတော့ဒါဟာလက်တွေ့မှာမဖြစ်နိုင်ဘူးဒါတစ်ခုနောက်တစ်ခါပြင်နေဆိုတာကတစ်ချိန်ကိုတစ်ခုပဲပြင်လို့ရမယ်နှစ်ခုပြင်လို့မရအောင်ဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်လေဥပမာပုံမှန်1နဲ့ပုံမှန်2ကိုပြင်နေတယ်ဆိုပါတော့အခုလူလူဆန္ဒယူမယ်သူက1ကိုပြင်နေတယ်2ကိုမပြင်ဘူး तू က2ကိုပြင်နေတယ်1ကိုမပြင်ဘူး तू က1ကော2ကောမပြင်ဘူးဟို तू က1ကော2ကောပြင်နေတယ်မဲပဲလို့ပြီးတော့မလဲသူကစန္ဒခံယူကပုံမှန်တစ်ခုကိုပဲလုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့တင်ထားတာ168ခုရှိတယ်အဲ့တော့168ကြိမ်ကိုစန္ဒခံယူကိုကျွန်တော်တို့ဘယ်လိုလုပ်မလို့တစ်ခါလုပ်3လဆိုလို့ရှိရင်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာစကရဲကကိုရည်ရွယ်ချက်ရှိနဲ့ပြင်လို့မရအောင်ရေးထားတာဘာကြောင့်မပြင်စေချင်တာလဲဆိုတော့အမြဲတမ်းသူတို့တိုင်းပြည်ကိုထိန်းချုပ်ထားတယ်အောင်ပါလေဒါလို့ဆိုရင်တော့ရှင်းမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ